2023ခုနှစ်မေလမှာတက်ခတ်ခဲ့တဲ့မိုးခါမုန်တိုင်းတန်ကြောင့်စစ်တွေမြို့နယ်မိုးခါမုန်တိုင်းတန်သင့်ပြည်သူလူထုများအတွက်စိတ်ကျန်းမာရေးနဲ့စိတ်လူမှုဆက်ဆံရေးဆိုင်ရာပံ့ပိုးကူညီမှုစီမံကိန်းကိုဣရိမေအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးတမအမအသင်းလီမိတက်ကစစ်တွေမြို့နယ်မှာ2023ခုနှစ်ဇူလိုင်လကစပြီး4လတာအကောင့်ထဲပေါ်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။စီမံချက်လုပ်ငန်းမှာပါဝင်တဲ့စီမံချက်လုပ်ငန်းစဉ်များအရအကောင့်ထဲပေါ်မှုမှတ်တမ်းတပ်ပုံများကိုဗီဒီယိုကလစ်အဖြစ်ဖန်တီးတင်ပြထားတာဖြစ်ပါလိမ့်ရှင်။Sudah kasih, orang baru bangin ni, bangin ada ni tetap lagi.